ကဲဖွင့်ထားပြီ တွေ့တာ Yes ကောင်းပါကျ့န်တော်ကတွေ့ရရောင်းဝမ်းသာတယ်နှစ်ပေါင်းများစွာကြာပါကိုနဲ့နောက်ဆုံးတွေ့တာဒါပေမဲ့ကျွန်တော်2018ကလာတော့တွေ့ရလေပေါ့ ဟုတ်တယ်အခုတော့ ဟိုကလေကိုနဲ့အိမ်ပါလေ ဟုတ်တယ်နောက်ဆုံးတစ်ခေါက်တွေ့တာ သူကကိုတဲ့ဒီယောဂကြည့်ကောင်းနေတော့တွေ့ရ ချောတယ်မကြခင်ချောတော့ တော့လည်းချောတယ်ကိုလည်းချောတော့ဘောဘူးကိုကျွန်တော်လေးဟောပါကိုလည်းမေးချင်တာရအများကြီးပေါ့နော်ကိုပေါ်နေလည်းရှိရတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ကိုပေါ်နေရောကျွန်တော်တို့မမီလိုက်တဲ့အဲ့ဒီကိုတို့ရဲ့ local talent ပေါ့နော် local talent ခေတ်ကိုပုံမေးချင်တာပေါ့ကိုဒီသူတွေပြောနေတဲ့ studio A တို့နောက်အဲ့ကိုတို့အတန်တော့စစ်တဲ့အချိန်မှာအဲ့ကိုရမဲ့အမေနော် anti Gladys လာအဲ့ anti ဟိုတော့နော်အဲ့အကြောင်းလေးသိနေတာကိုဘယ်လိုလုပ်ကိုအဲ့ local talent ကိုစိတ်ဝင်စားလဲကိုရှေ့က local talent ဆရာကြီးတွေရောဘယ်သူလဲကိုက local talent စာနာတော့ဘယ်သူတွေဆိုတာကြားရလဲပေါ့အဲ့ဒါလေးပေါ့ကိုအဲ့ဒါလေးကျွန်တော်သိချင်တာ ဟိုအဲ့ရနားထောင်ပြတာဒီလိုဟိုတဲ့အရင်စောတဲ့လူတွေပေါ့နော်ဘယ်ဝင်တော့ Joyce Wimmer ဟုတ်ကဲ့ Joyce Wimmer တော့ဘာလဲအများကြီးပါ Glenn Mem Contain တို့အများကြီးBobo Han Tony Hanley နော် Marie Conway ဒီမိုခိုင်ဒီမိုခိုင်သူတို့တွေဆိုရင်တော့တခြား Winchester တို့တခြားတော်တော်များများဆိုကြပါတယ်အဲ့ဒီခေတ်ကလည်းဒီဘက်ခေတ်ကလို့မဟုတ်လေဘုဘကအင်္ဂလိပ်တချင်းတွေပူအပေးတဲ့ခေတ်ပြနေတယ်အဲ့ဒီချိန်ကပေါ့အဲ့တော့ကိုကလည်းအဲ့ဒါကိုနားထောင်ပြတယ်ဟိုနိုင်ငံခြားချင်းဆိုရင်လည်း radio ကနေဖမ်းလာအဲ့လိုပိုင်းနဲ့အဲ့တော့သူတို့ဆိုတာလေးတွေကြားပြီးတော့ကိုလည်းဆိုချင်တယ်ပေါ့လေဂီတာလည်းတီးတဲ့ခါစားပေါ့အဖွဲကလည်းဟိုဖွဲပြီးခါစားပေါ့ကိုလူနဲ့ကိုပေါ့လေကိုလူနဲ့ကိုဖွဲပြီးခါစားဆိုတော့ ကိုအဲ့ဒါကျွန်တော်ခုနေလေးမေးချင်တယ်ကိုဟာကိုပုံမှန်တို့နော်အန်ဒီ Joyce တို့ကစောတယ်ဆိုတော့ကိုတိုနီပေါ့နော်ကိုတိုနီပဲခေါ်ကြပါလို့အဲ့ဒီချိန်ကကျွန်တော်မှတ်မိရကိုတိုနီကတော့1959 60ပေါ့နော်ကျွန်တော်ပါလီမန်ခေတ်မှာသူအသက်လိုပဲ14နှစ်မှာစပြီးတော့သူစိတ်ဝင်စားတယ်စပြီးတော့တွားတယ်လို့ပြောဘူးတော့အကူကနည်းနည်းလေးနောက်ကျဆိုတော့ကိုဘယ်ချိန်လောက်ဖြစ်လဲကို62ပြီးမှလာတာဟုတ်62ကိုက62ပြီးမှကိုကတော့62ပြီးမှပေါ့ဘာလို့မြမအတန်းပြေးလန်းရောက်လာပြီအရင်တော့တိုနီတို့ Joyce တို့ဆိုနေတဲ့အချိန်တုန်းကသူမြမအတန်းဝန်ဒမီယာထဲမှာဝန်ဒမီယာထဲမှာအဲ့ဒီကစပြီးတော့ on air အဲ့ဒီကလာတာဟုတ်ဒီအခုမြမအတန်းဒီ BBS ကစောက်တော့မပြီးသေးဘူးသူက60လောက်မှပြီးတာဟုတ်60လောက်မှပြီးတော့မှဒီဘက်ပြောင်းလာတာကိုကအဲ့ဒီအရာကိုစိတ်ဝင်စားတာ63လောက်မှစိတ်ဝင်စားတာပေါ့โอเคအဲ့တော့63လောက်ပေါ့နော်ကိုတူနီထက်တော့3လေးနဲ့နောက်ကြတာပေါ့အဲ့လိုကိုကသူတို့ဆိုတာတွေကိုနားတော့ရတော့လူကအကုန်လုံးနားတော့ဒီနေ့ဘယ်လိုလာမလဲဟိုကောင်းတဲ့လူတွေလည်းအများကြီးရှိတယ်မကောင်းတဲ့လူတွေလည်းရှိတာပေါ့ပါလာပေါ့လေဘယ်လိုဘုဝါသနာတွေကိုဆိုနေကြတာပေါ့အဲ့လိုပဲဆိုရကိုကလည်းအဲ့တော့ကိုဆိုဖို့မစင်စားသေးဘူးဂီတာတီးနေတာပေါ့ဂီတာတီးနေဆိုတော့ instrumental လောက်ပဲတီးနေတာ instrumental လောက်ပဲတီးကြတော့ဟိုကျင်းတော့လဲဒီ shadows တွေပေါ့ ventures တွေ shadows ဆို ventures တော့ကိုကြားဘူးလားကျွန်တော်ဟုတ်တယ်အဲ့တော့ဟို1960 62လောက်ဟိုလာပြီလေမြန်မာရုပ်ရှင်တွေလာပြီလေ Clipperton တို့ပါတော့ the young ones တို့ပါတော့63လောက်မှလာတာဟုတ်64လောက်အဲ့ဒါကလည်းကို summer holidays လာ summer holiday အဲ့တော့ Clipperton ရဲ့ပထမဆုံးလာတော့တဲ့ကသူများရဲ့တိတ်မတိလိုက်ကြဘူးတချို့လည်း
espresso ဘုံကိုဒီ black and white ဒီမှာတက်တဲ့ color မဟုတ်ဘူးအဲ့ဒီမှာဒီ espresso ဘုံကိုမှာသူကအဲ့ဘုံကိုလေးနဲ့အဲ့ဒီမှာအဲ့ဒီကားထဲမှာသူက clip ကအရင်ဆုံးစာတာဘာမှပြီးရောက်တဲ့တဲ့မှာအဲ့ဒီမှာသူနာမည်မရှိသေးဘူးဘာမှနာမည်မကြည့်သေးဘူးပေါ့နောက်တော့မှရောင်းမှန်းဆိုတော့တော့မှပေါ်လာအဲ့တော့ကိုယ်လည်းအဲ့ပထမဆုံးဒီအဆိုဘက်ကိုတိတ်ပြီးတော့စိတ်အာမတန်ရှက်တာလည်းပါကြောက်တာလည်းပါဟုတ်တယ်အဲ့တော့အတီးကတော့တီးရတယ်လေကိုလည်းကိုယုံပြီးတော့တီးရတယ်ဆိုတော့ကိုဘွဲလည်းကိုညီတာဟုတ်တော်မီလည်းပါတယ်အဲ့တော့ကိုအသင်ပေးတဲ့တင်မတီဆိုရဲလူလည်းပါတယ်တော်မီက2ယောက်တော့အဲ့တော့တော်မီမျိုးဝင်းရဲ့တော်မီကျော်နိုင်ရဲ့2ယောက်အဲ့လိုနဲ့ instrumental လေးတွေကျင့်ပြီးတော့ကိုကလမ်းပြီးတော့ program တောင်းတော့ဒီ singing for you ဒီ instrumental ကြတော့ပေးတယ်သူကပြဿနာမရှိဘူးone year ဟုတ်ကဲ့ပြောကိုမေတော့မြင်အောင်နည်းနည်းလေးရှင်းပြပါဒီဖုန်းလိုက်ဟုတ်ပြီအခုမြင်ရပြီကိုမေတော့ကျွန်တော်မမြင်ရအောင်ဆိုတော့အခုမြင်ရပြီဟုတ်ကဲ့ဒီနေရာလေးကကျွန်တော်ပြန်ဖြတ်လိုက်ရမယ်ဒါပေမဲ့ဗီဒီယိုကတော့ကိုယ့်ရဲ့ mobile phone ကဗီဒီယိုပဲကျွန်တော်ယူမယ်နော်ဟုတ်ပြီလေကြားတယ်ဒါ messenger ပဲဒါ messenger တက်ပဲနော်ဟုတ်ကဲ့မြင်ရပြီဒါပေမဲ့ကိုဗစ်တာအဲ့ဆိုရင်ဟိုလေးတော့ပြောပြအောင်ကိုဂီတာ stick ဝင်စားရဲဆိုတော့ကိုပေါ့ကိုတင်လာတာမဟုတ်ကိုမှဆရာရှိတာအဲ့ဒါလေးပြောပြပါဦးရှိပါတယ်ဆိုတာဒီလိုကနီးစပ်ရဆရာပေါ့နော်ဟိုမြင်းဆရာလို့ခေါ်လို့လည်းရတယ်တင်ဆရာလို့ခေါ်လို့လည်းရတယ်ဟိုမှာကိုတို့အဲ့ဒီမှာနေရာလေးတစ်ခုရှိတယ်တကယ်ချင်းအိမ်အောက်ဆုံးတက်ပေါ့အောက်ဆုံးတက်မှာကိုတို့ညနေဆိုစုတိုင်ကြတာလေပြစ်ကြတာပေါ့နော်လေပြစ်ကြတာပေါ့အဲ့ဒီမှာဂီတာလေးနဲ့ဒီချင်းလေးကကောင်းတယ်ကွာဟိုချင်းလေးကကောင်းတယ်ကွာတီးရအောင်ဆိုတော့စမ်းပြီးတီးကြရင်လည်းငါတို့ချမယ် BBS မှာတီးရအောင်တီးရလားတီးမယ်အိမ်ကလည်းကိုအိမ်ရအောင်တော့တော်ပြီမျိုးဝင်းဆိုရယ်လူရဲ့အိမ်ရအောင်ကိုတို့အပြင်သိထုတ်ခွင့်မပေးဘူးအိမ်ကလူကြီးတွေကဟိုကလေးလေးလိုပဲဆိုအဲ့လိုပဲဒါသဘောထားရတယ်လေဒါပေမဲ့ဟိုရကန်တော်လေးမှာအခုတော့ဒေါ်သိန်းတယ်လမ်းပေါ့အရင်တော့လူရောလမ်းပေါ့အဲ့ဒါနဲ့တို့စင်ရုပ်ပေါ်ယူတီးမယ်ဆိုတော့အတန်တော့ရောကိုရည်တွင်ပေါ့ကိုရည်တွင်ရှိမှာဘာလဲဆိုတော့ဟို remain အမေတို့ရှိမှာဝင်တော့အဲ့တော့လာခဲ့ပေါ့လေဘယ်နေ့လာခဲ့အဲ့မှာတီးကြမယ်ရရတယ်တခါလေးယူမယ်ပေါ့မရရင်လည်း sorry ပေါ့တတ်တာပေါ့အဲ့လိုပေါ့အဲ့ဒါနဲ့ audition ပေါ့နော် audition ပေါ့အဲ့ဒီအချိန်မှာကိုတို့ကဒီ studio A ရှိတယ် studio A မှာမဟုတ်ဘူးသူက studio A မှာအဲ့ဒါ B တို့ C တို့ D တို့အသေးလေးတွေပေါ့အခန်းဟို12ပေပတ်လေ15ပေပတ်လေအခန်းလေးတွေအဲ့လောက်လေးတွေပေါ့အဲ့ဒီမှာကိုတို့တီးကြတာတီးကြတော့ကိုက instrumental ပဲစတီးတာပေါ့အဲ့ဒီအချိန်မှာကိုက The Bandit ဆိုတဲ့တခြင်း The Bandit Shadows Bandit ကသူကအတီးပဲပေါ့သူကအဆိုးပါတယ်သူက Holy I am a bandit the bandit of Brazil ကြောက်တယ်ပါ Bandit Bandit ပြီးလုံးနေလိုက်တီးတာပေါ့ပြီးလုံးနေတီးရင်လည်းဟိုဆင်းပြေးတယ် Okay recording လုပ်မယ်ဖမ်းမယ်ဆိုပိုင်းရ recording လုပ်လိုက်တော့အဲ့တပုတ်ကိုတော့ဘောကလေးဆိုချင်ပါတယ်တော့ကွက်ပေးပါတယ်ဆိုပါတယ်ဆိုပါတဘောကောင်းပါတယ်ကိုလည်းခင်တယ်တဘောကောင်းဆိုအဲ့မှာကိုက The Bandit ကိုဆိုတာကိုဆိုလိုက်တော့ပထမဆုံးချင်း Bandit ပေါ့ဟုတ်တယ်ပထမဆုံးချင်းအဆိုပေါ့အဲ့ဒါ Bandit အဲ့မှာသူတို့ကဘာလို့တဘောကြတော့လည်းမသိဘူး
local talents audition မတိုင်ရတော့ထိုင်မခိုင်းတော့ program တစ်ခုလုံးပြတဲ့တစ်ခုတော့ယူပြီးဆိုလိုက်ပါဒီဒါမျိုးချင်းလေးရကောင်းတယ်ဒါ Bobby Rider ချင်းလေးဘာညာပေါ့သူတို့ရွတ်ပြတယ်အဲ့ချင်းလေးဆိုပါတယ်အဲ့ဒါတယောက်တည်းဆိုပါဆိုတော့အဲ့ကိုဆိုခိုင်းတော့ကိုကလည်း one program ဆိုတာဟို7 မိနစ်လား15မိနစ်လား15မိနစ်နော်ဟောတချင်းလေးဖို့တော့ပေါ့ဟုတ်ကဲ့လေးပါလေးဖို့အလုံးစုံ5ဖို့ပါပဲတခါလေးလည်းရှင်းလည်း4ဖို့ပေါ့အဲ့လိုဆိုလာအဲ့တော့အဲ့မှာစပြီးတော့ဟို the bandit ဆိုလိုက်တော့လူကြိုက်တဲ့တိလာလူနဲ့တိလာတော့လူနဲ့တိလာပြီးတော့အဲ့ဒီကနေမှနောက်ပိုင်းမှာ forget him Bobby Rider forget him တို့ဘာလို့ညာတော့ go away little girl တို့ဘာလို့အဲ့ဒါလေးတွေကကိုနဲ့လိုက်တဲ့အရှင်လေးတွေပေါ့အဲ့ဒါလေးတွေဆိုပြတယ်ကိုယ်ရီကအကြံပေးတာပေါ့ကိုယ်ရီကအကြံပေးတာကိုယ်ရီဆိုတာညီတို့အဖေပေါ့ကျေးဇူးညီတို့အဖေဒီပေါ့အဖေသူကကြံပေးတာဒီချင်းလေးတွေ victim နဲ့လိုက်တယ်မိသားလေးတွေဆိုဒါလေးတွေဆိုပါလားအဲ့ဒီတွင်နော်အဲ့ဒီတွင်ဟုတ်တယ်ဥက္ကမောင်တွင်ဟုတ်အဲ့တော့ဒါပေမဲ့ကိုတို့တွင်းတာတော့ခုနကကိုတော်မီ2ယောက်ရယ်ကိုရယ်အဲ့တော့ပထမတစ်ခေါက်ကတော်မီ2ယောက်ရယ်ကိုရယ်တော်မီ2ယောက်ကတယောက်က drum ပြီးတယ် drum ပြီးတယ်ဆိုတာဦးတော်မီကျော်နိုင်တော်မီကျော်နိုင်ပြီးတာတော်မီကျော်နိုင် drum ပြီးတာအဲ့ဒီတော့နောက်ခုနကိုတင်ပေးတယ်ဆိုတာဆရာပေါ့ကိုဆရာစပြီးတော့ဒါလေးကစီလေးကဒီလိုလေးနဲ့ရတယ်ဒီလိုဒါလေးကစီပေါ့ဒီဘယ်ပင်ကတော့ဘယ်လိုပေါ့အဲဒီကောဒါစီဒါ F ဒါဒီမိုင်းနာဒါ G ပေါ့အဲ့ဒီလေးကလေးနဲ့ကိုကစတာစပြီးတော့တချို့ကလည်းဟိုတစ်ခွက်နှစ်ခွက်လောက်ကတော့ဟိုချမ်းပါပြီးရှာရတာပေါ့အဲ့လိုဟိုလူကြီးကခိုးကြည့်လိုက်ဒီလူကြီးကခိုးကြည့်လိုက်တယ်အဲ့လိုမျိုးတော့လုပ်ခဲ့ဘူးရတာပေါ့လေတတ်တယ်အဲ့လိုပေါ့ဟိုစပြီးတော့ဘယ်ရောက်ပါ့မလဲပြောတာဟုတ်ကဲ့အဲ့ဒါလေးစပြီးတော့ကို program လေးစတည်ရအောင် program စတည်တော့ဒါပေမဲ့ကိုအဲ့တော့အသက်20တော့မပြည့်သေးဘူးပဲမပြည့်သေးဘူးသူက64စာလေ64မှာစာဆိုတာဟုတ်ကဲ့64မှာစာဆိုတာဆိုတော့ဆိုတော့ကိုကမျိုးမြန်မာစတူဒီယိုတော့မပေါ်သေးဘူးပဲပေါ့69ကြောက်ပါမပေါ်သေးဘူးနဲ့ဗမာစတူဒီယိုကပေါ်လုံးမပေါ်တော့ဘူး69တော့68ဟိုထုံးအောင်တို့မင်းလာတို့တက်လို့အေးမောင်တို့ကိုရီးယားအောင်တို့ကသူတို့ကတော့ဟိုလောက်မှာ68လောက်မှာ67 68လောက်မှာစုနေကြပြီစတရာထုံးအောင်တို့ဆရာထုံးအောင်တို့ဟိုတော့ဆရာပဲဟုတ်တယ်တော့ဆန်ရှာတင်ရဲ့ဟုတ်တယ်တက်ကလို့ထုံးအောင်လေးဘိမျက်မှန်တို့ပါတော့လေဗီမြင်မယ်တော့ရှာပြီးကိုမမီရရှာပြီးကိုဟုတ်တယ်စားလို့တယ်ဟုတ်တယ်အဲ့လိုမျိုးလေးအဲ့ဒီကစတော့ကိုကစီရီလောကကြောင့်ဘာမှမသိသေးဘူးနားထောင်ရုံပဲသိတယ်ကိုနားထောင်ပြတာကမင်းလက်ပေါ့မင်းလက်သချင်းရဲ့အဲ့တော့မင်းလက်သချင်းရဲ့နောက်ခုနပြောတယ်တက္ကသိုလ်အေးပေါ့သူရနေရောကကိုပွန်တဲ့နဲ့အောက်ထက်ဇလန်ဟုတ်ကဲ့မင်းလက်ပါပြောအဲ့ဒီသူတို့ရှင်းနေနားထောင်ပြီးတော့မှဘိုးကတပြည့်ပြည့်ဝင်လာတော့ဘိုးကတပြည့်ဝင်လာရောအဲ့တော့ချီရိုစမ်းဆိုကြည့်မယ်ဆိုပြီးတော့အဲ့ဒီမတိုင်ခင်ကိုရှေ့ကကွဲသွားတယ်လေလူကွဲသွားတယ်ပြီးတော့ကိုသိန်းနဲ့တော်မီယာတန်းနိုင်နဲ့ပေါင်းပြီးတော့သူက playboy ဆိုပြီးတော့ထောင်လိုက်တယ်ကိုကတော့မလိုက်တော့ဘူးကချန်ခဲ့တယ်ကျော်စူရနဲ့ကြံခဲ့တာကျော်စူရနဲ့ကြံခဲ့တယ်ဆိုတာကိုကလိုက်ချင်တယ်ကိုကခေါ်တာဟုတ်တန်းနဲ့ကိုကခေါ်
တော့ကိုလိုက်တော့ကျော်စွင်းဟိုကိုရှာရတဲ့လူကျော်စွင်းဆိုတာကိုရှာရတဲ့လူဆိုတာဟိုကစီအဲ့ရောဆောက်ရီစီစီအက်ဂိမ်းအမဒီဝိုင်ပမာဒီဝိုင်ရှိကြတယ်လေအဲ့မှာဒရမာသူကဒရမာအဲ့မှာဒရမာအဖွဲ့ရဲ့ကောင်းဆောင်ပေါ့သူကကျော်စွင်းသူရုပ်ကလည်း personality လည်းကောင်းတယ်အဲ့ဒီရလည်းရတယ်ရုပ်ကလည်းချက်ချရတယ်သူ့တော့အဆင်ပြေမယ်တဲ့သူ့ကိုခေါ်လိုက်တာသူ့ကိုခေါ်ထားပြီးတော့အခုထွက်ခါကြီးကြတော့သူ့ထားခဲ့ပြီးတော့ကိုကလိုက်သွားရင်ခုမကောင်းရကြမှာပေါ့အဲ့ဒါနဲ့ကိုကမလိုက်တော့ဘူးနေလိုက်တယ်ဒီတိုင်းပဲနေလိုက်တယ်ဒါပဲနေလိုက်တော့ကိုဟိုနဲ့ကိုသိန်းနံနဲ့ကိုတော်မီရပြေးဝိုက်ပါပြေးဝိုက်ပါသွားတာပေါ့ပြေးဝိုက်ပါသွားတာဟိုကိုတန်းနိုင်ရဲ့တော်မီရဲ့ကိုသိန်းနိုင်ရဲ့တော့ဟိုနောက်တစ်ယောက်ကဟိုFrankie မိုးမြင့်ထင်တယ် Frankie ရဲ့မဒီရဲ့အဖေပေါ့ဟုတ်ကဲ့မဒီရဲ့ပြောခဲ့သူတို့က Playboy ဆိုပြီးတော့တောင်းလိုက်တယ်ဒါတော့အဲ့နောက်တစ်ယောက်တကယ်ချင်းတစ်ယောက်ကပိုးထပြန်အောင်သူကတီဘောမှနေတာဟုတ်ကဲ့တကယ်လို့ရဲအောင်ဟိုကတော့ Frankie Beatson ပေါ့လေသူကကပြားတယ် Frankie Beatson ဆိုရဲအောင်သူကဘလိုက်နဲ့အလားလည်းဖြူပွေးတယ်သူကလည်းရေးတာဆိုတာဝန္ဒနာအရင်ပါတော့ကိုရှိရောက်လာတနေ့ရောက်လာပြီးတော့သူကလည်းစုလာတော့အားလုံးတစ်ချင်းနေလာလောက်ပဲဆိုပြီးတော့စုလာတယ်အဲ့ဒီအချိန်တုန်းကတို့စီရီလောကမှာစပေါ်လာဟိုတချင်း series နာမည်နဲ့ဘူးသူက A side B sideဆိုပြီးတော့အဲ့လို A side မှာတကယ်လို့ရအောင် B side မှာ Victor Kenju အဲ့လိုမျိုးရှာယုံမှာဟိုးစီတန်ဆိုပြီးတော့အဲ့ဒီမှာစထွက်လာ1970ပါ1970ဆိုတာစီယိုကေဝဲပါဘူးဟုတ်တယ်အဲ့ဒီမှာကိုကတဝက်သူကတဝက်ပေါ့အဲ့ဒီမှာကိုကသူကရှာယုံမှာဟိုးစီတန်တချင်းတိုက်တလေးကိုတော့အဲ့ဒီနာမည်နဲ့ပဲယူလိုက်တော့ပေါ့ကိုကလည်းဟိုကိုချင်းလေးတွေကတော့ညောင်မမာနာညောင်ဒီစာလေးသမားလေးကြည့်ရကိုလေးတွေရေးတာပေါ့အဲ့ဒါမျိုးလေးတွေအဲ့ဒါပထမကွေဒုတိယကွေsorry ရွှေပလောင်ဝေပလောင်ဆိုသူနဲ့ပဲတကယ်လို့ရဲအောင်နဲ့ပဲရွှေပလောင်ဝေပလောင်ဆိုသူတချင်းပေါ့အဲ့ဒီချင်းမှာလည်းကိုနဲ့သူနဲ့တချမ်းစီပဲအဲ့တော့ကိုကအကျွေးရမှနန်းညင်တယ်လို့ပြောလို့အဲ့ကိုတချင်းနေကျွေးရမှနန်းညင်တယ်ကိုနောက်ပြန်ဆိုရဲမှာပါတယ်ဟိုတော့ငါပြန်လာပြီလို့တတိထားတယ်မှာလားအဲ့ဒါပါတယ်ဟုတ်တယ်ကိုကျွန်တော်မေးပြစီကိုဆိုရရေးတာပေါ့ကိုစင်နေဟုတ်ကဲ့ပထမအခွေရဲ့ဟို TY နဲ့ studio လေးပြောပြအောင်ပထမအခွေကကိုတို့ဟိုဘာသာနဲ့တိတ်မရှိဘူး။ချင်းပြောရတယ်။အဲ့လိုပါ။တိတ်မရှိဘူးဆိုတာဘောလောက်ပဲရတာဟိုအဲ့တော့လူစုကြတော့ဟိုအစင်ပြေအောင်တက်တာဟိုလိုလိုက်လူစုကြတော့ဟိုအဲ့မှာ4064ဆိုတာ6064ဘာလဲပါရှောက်တော့6064အဲ့မှာဘူစာလိကဘူစာဒိုမီနိုမူစာဒါဘူစာကျန်တာတွေကတော့ကိုနာမည်မမှတ်မိတော့ဘူစာကတော့ကောင်းမှတ်မိတယ်ဘာလို့ဆိုတော့သူကလည်းသူများတဲ့ပို့ပြီးတော့လူတိများတယ်အဲ့တော့ဘူစာအဲ့6064နဲ့စတွင်တယ်စတွင်ပြီးတော့အကွေးပေါ့လမ်းပိုက်ကြီးကိုပိုက်ပြီးတော့မန္တလေးတက်ရောက်တော့မန္တလေးကအကယ်ဒမီကဘော်ဘီလာမန္တလေးကဘော်ဘီဆိုတာအကယ်ဒမီလေးတာတွေ့ရသူနဲ့တော့တွေ့တော့သူကဖွင့်ကြည့်ပြီးတော့အားကိုပြီးတော့တချင်းလေးတွေကကောင်းတယ်ဒါပေမဲ့ recording quality ကိုသူမကြိုက်ဘူးတဲ့ဘာလို့မကြိုက်တာလဲဆိုတာအဲ့တော့ recording quality က
ဟို ARD သေးတယ်ပဲဦးတော့ကိုရီးယားအောင်တော့ ကိုပထမတင်လာ ဟုတ်တယ်ကျွန်တော်မိသားရှိပါသူကအဲဒီတော့စတူဒီယိုကလည်းအဲဒီမိသားရှိပါပဲအဲဒီမှာတွဲတော့အဲဒီချိန်တော့အကောင်မပါဘူးဆိုရတဲ့ချင်းကဘယ်သူမှနားထောင်နေကြတော့6ကတ်ကြီးဖြစ်တယ်ဆိုပြီးတော့အဲဒီအဲ့လိုဖြစ်ပေါ့နော်အဲ့တော့အဲဒီမှာသူကထည့်ရတာecho on the whole recording ကိုသူက echo ထည့်လိုက်တယ် echo ထည့်လိုက်တော့ drums ကတောက်ရနေရမှာတော့တောက်အဲ့လိုတော့အပုတ်တိုင်းမှာအဲ့လိုရွေးဖြစ်နေတော့အဲ့လိုရွေးဖြစ်နေတော့နားတော်ရတာဘယ်လိုမှအဆင်မပြေဘူး မကောင်းပါဘူး မကောင်းတော့အဲ့ဒီချိန်မှာဥပဒေကစပြီးတော့ဟိုဘက်မှာ playboy နဲ့အလုပ်ဖြစ်နေပြီPlayboy နဲ့အလုပ်ဖြစ်နေတော့ဥပဒေချိန်မှာသွင်းပါတဲ့ quality ကောင်းတယ်တဲ့ quality ကောင်းတယ်နောက်တစ်ခေါက်ပြန်တက်လာပါကျွန်တော်တို့ယူတယ်ဗမာပြည်ဒီလိုအတွက်သူတို့တာဝန်ယူတယ်အဲ့တော့ဟိုလည်းပြန်လာတော့တချင်းလေးတပုတ်ဆနှစ်ပုတ်ဆတော့ပြောင်းပြီးတော့နောက်တစ်ခေါက် recording တက်တယ်အဲ့တော့ recording လုပ်ရတာပြောလုပ်အခုအဲ့တော့ဟိုပါပဲဒီအခွေဝဲပြန်သွင်းတာတော့ရှင်းရုံမဟုတ်ဘူးကြာနောက်တစ်ခေါက်ပြန်သွင်းဟုတ်တယ်နောက်တော့ပြန်တွန်းတယ်ဆိုတော့ဒီအခွေကိုပဲပြန်တွန်းဒါပေမဲ့ခုနကျွန်တော်ကြားပြပြောလိုက်တယ်ဟိုတချင်းနှစ်ပုတ်စာသုံးပုတ်စာလောက်ကတော့ပြောင်းတယ်အပြောင်းလဲလို့ဟိုနောက်မှအကြိုက်တွေ့လာလေအဲ့ဒါလေးတွေပေါ့အဲ့ဒါလေးပြောင်းပြီးတော့ပြန် recording ပြန်လုပ်တယ်အဲ့ဒီအချိန်တုန်းက recording လုပ်တာကိုအခုခေတ်နဲ့တခြားစီပဲအဲ့ဒီကအဆိုသမား4-5ယောက်ရှိတယ်အတီးသမား4-5ယောက်ရှိတယ်အဆိုသမား1ယောက်ရှိတယ်အဲ့မှာဖမ်းတော့အဲ့ဒီဥပဒေရှိမှာဖမ်းတော့အဲ့ဒီသူတို့ရဲ့ဟိုအခန်းတစ်ခန်းနဲ့တစ်ခန်းကြားကိုရိုဒိုလေးမှာစောင့်ပြီးခါပြီးတော့မိုက်ခရိုဖုန်းနဲ့ပေါ့ဖမ်းတော့ကောင်းတယ် quality ကကောင်းပါတယ် quality ကကောင်းတယ်အဲ့ဒီချိန်ကဟိုအခွေတစ်ခွေကိုကြားတဲ့စရိတ်ကဘယ်လောက်ကြာမလဲဆိုတော့ဒီ tape reader ကယာကနမ်းပဲရှိတယ်ယာကနမ်း tape reader တော့ယာကနမ်းတော့တရှိရတဲ့လူရဲ့ဟိုနေကဟိုတချင်းတပုတ်ရဲ့အနုပညာကြီးကအစိတ်ပဲရှိတယ်အစိတ်တပုတ်အစိတ်ပဲရှိတယ်တနေ့မှာကိုစွန်နိုင်ကိုလေးလွယ်တော့အကိုဘယ်အစိုးတီးသမားပြပြပါဒါပဲဘယ်ဟိုတရေဆရာပြပြတပုတ်အစိတ်ပဲတပုတ်အစိတ်တနေ့သုံးဖို့ပြီးရင်95ကျအဲ့လိုမျိုးအဲ့ဒီကဆိုအဲ့တော့ပထမတစ်ခေါက်တွင်းထားတာက1900လား2100လား1900လားမသိဘူးအဲ့လောက်ကြာတယ်နောက်တစ်ခေါက်ပြန်သွင်းတော့လေအဲ့2000ပတ်ဝန်းကျင်ပဲအဲ့လောက်ပဲကြာတယ်အဲ့ဒါနဲ့ဒုတိယတစ်ခေါက်ကြာတော့အဲ့ခုနပြောလို့ပြန်သွင်းလိုက်တဲ့အခါကျတော့ဘူကတီးနှံပြသွားတယ်ဘူကဥပဒေအဲ့ရ epic ကြီးနဲ့တွင်းလာတော့အဲ့2 channel 2 track နဲ့quality က music ကတက်ဖြစ်သွားပြီးတော့အဆိုကတီးနှံကြီးတက်ထွက်လာတယ် music တော့လည်းတော့အားနေတော့ music အားနေအခုဖြစ်နေတော့မတူဘူးပေါ့ဟိုအတန်အဆိုဘူအားပေးတယ်လို့လောက်ထားတာပေါ့ဒါပေမဲ့နောက်ပိုင်းတော့သူလည်းဟိုဟာဖြစ်သွားတယ်ကောင်းသွားပါတယ်ဟို mix လုပ်တယ်ကောင်းသွားတယ်အဲ့လိုနဲ့အဲ့ရစလိုက်တာအဲ့ရဟို70မှာတခုရ71မှာတခုရ73 72 73 74 75မှာဟိုဘာမှမလုပ်တော့တော်ပြီးဟိုဟာလွတ်ထားလိုက်တော့အဲ့ဒီကိစ္စဟိုအဲ့တော့ကို sheet ပြီးတော့အခွေနှစ်ခွေ trap ပြီးကိုခဏလာလိုက်တော့ဟုတ်တယ်အခွေနှစ်ခွေက playboy နဲ့ဒီးတာဒုတိယခွေ playboy နဲ့ဟိုပထမခွေရောဒုတိယခွေရော playboy နဲ့အဲ့တော့ကိုသိနေတဲ့ခွေသွားပြီလေကိုသိနေတဲ့ခွေသွားပြီသူတို့က playboy ထောင်လိုက်ပြီအဲ့တော့ playboy နဲ့တော့တွင်းတော့playboy နဲ့တော့တွင်းတာ
နောက်တော့မှ တကယ်တော့ကို playboy နဲ့တော့သွင်းနေမယ်ကိုတော်မီနဲ့ကိုသိန်းတာတကယ်တော့အစတော့ shades က ဟုတ်တယ် shades ကပေါ့ဟုတ်တယ် သူတို့နဲ့တော့သွင်းနေ ဟုတ်တယ်တငယ်ချင်းတွေပဲဒီကိုရပြစ်ပြီးကွဲသွားတာမှမဟုတ်ပဲဒီတိုင်းသူတို့နောက်တစ်ခါငါပြန်လာပြီဆိုတော့အခွေကြတော့မှ1979မှာ79မှာအဲ့တော့မှဘော်နီနဲ့တခါဘော်နီနဲ့ငါပြန်လာပြီဆိုတော့အခွေအဲ့ဒီခွေကြတော့ playboy ပဲဒါပေမဲ့အဲ့ဒီအချိန်က playboy ကဟိုအကြောင်းထွက်နေပြီသူကအဲ့နေပြီသူကဝယ်တော့မယ်သူကအဲ့ဒီမှာကိုထင်တာတော့ကိုတချင်းကဒီအဲ့ဒီငါးပြန်လာပြီအခွေကသူတို့ playboy စစ်ဒီတဲ့နောက်ဆုံးအခွေလို့ဟိုထင်တယ်အဲ့ဒီကိုတီးတဲ့ကိုနီတော့ဦးတယ်ကိုဘော်နီဘယ်လိုလာတီးပေးရဆိုလည်းမသိဘူးကိုအေးမောင်ပါအဲ့တော့အေးမောင်က drum တီးတာတမ်းနေတီးတာအီတာဘာတင်ဝင်တီးရတယ်အဲ့တော့ဟိုသူတို့ကအဲ့ဒီအချိန်မှာခဏတော့ဆိုပြီးတော့တမင်စားကန်သွားလိုက်အစည်းအဝေးသူတို့ထိုင်နေအဲ့မှာသူတို့ playboy ကိစ္စအစည်းအဝေးပေါ့သူတို့ထိုင်နေအစည်းအဝေးထိုင်အတဲသွားတယ်သူကပြန်ထွက်လာပြန်တီးလိုက်နောက်တစ်ခါအဲ့လိုခဏနေအဲ့ဒီအချိန်မှာ drama တော့တောက်ချောက်မပါဘူးဦးသားနိုင်တောက်ချောက်မပါပဲနဲ့ဟိုအေးမောင်အတီးတယ်တခါလေးအေးမောင်တီးတယ်တခါလေးပီတာဘတ်လင်ကတီးတယ်သူတို့ညီကိုတော့သူတို့ရဲ့တရားလက်စီအဆင်ပြေတဲ့လူတီးကြတာပေါ့အဲ့လိုဟောရအခုဒီငါပြန်လာပြီကိုရဒရာမာ3ယောက်ပေါ့ဟုတ်တယ်2ယောက်ပဲ2ယောက်ပေါ့တန်းနိုင်မပေါ့ဘာတန်းနိုင်တော့တန်းနိုင်တော့မဖြစ်ဘူးဟုတ်ကဲ့အဲ့ဒါโอเค79ဆိုကိုပွဲတော့မယ်ကျွန်တော်ကြားဘူးတာဟိုလုံးကတော့ပန်ဒီ feeling လို့ကြားဘူးတာတကယ်တော့အခုခွေပေါ်နောက်ဆုံးတကယ်တော့ဟုတ်တယ်ကိုကတော့အဲ့လိုပဲကိုမမီတော့ကတော့အဲ့လိုပဲကိုခွေနောက်ဆုံးပဲဘာလို့ကိုခွေထွက်ပြီးတော့သူတို့တွေခွဲကြပြဲကြပြီးတော့ကိုတန်းနိုင်ရှိကိုသိန်းနိုင်ရှိကိုသွားလိုက်တာသူကကိုသိန်းနိုင်ဘာပြောထားလဲဆိုတော့တော်မီမင်းဒါရပါတယ် off the record လည်းရတယ်ဘယ်လိုဖြစ်ရပါတယ်ကိစ္စမျိုးအဲ့ဒါပဲနော်ဟိုတော်ပြီမင်းဘာလုပ်ချင်လဲနေခဲ့ချင်လားငါနဲ့လိုက်မလားငါနဲ့လိုက်ရင်မင်းငါတီးနေတယ်ပြီမင်းတီးရမယ်တဘောကအဲ့ဒါမျိုးသဘောကိုပြောပြတယ်အဲ့တော့မင်းလိုက်ချင်ရင်ငါလည်းလိုက်မလိုက်ချင်လည်းနေခဲ့မင်းသဘောပဲငါတော့မင်းကငါတစ်သက်လုံးငါတီးသမျှပွဲရတိုင်းမင်းတီးရမယ်အဲ့လိုသူကတော်မီကိုပြောတော့တော်မီကကိုသိန်းနိုင်လည်းလိုက်တယ်ကိုသိန်းနိုင်လိုက်တော့အဲ့ဒီအချိန်မှာကိုကစဉ်းစားလိုက်တာဟာကိုသိန်းနိုင်နဲ့တော်မီနဲ့တွဲပြီဆိုရင်ငါဘာလို့မတွဲနိုင်ရမှာသူတို့နဲ့ငါလည်းသူတို့နဲ့တကယ်ချင်းပဲရင်တော့အတူတူတစ်ရှိမှအတူတူတီးလာတာပဲကျွန်တော်တို့အဲ့ဒီ recording ပြီးတဲ့ညမှာကျွန်တော်လက်ဖေးဆိုင်ထိုင်ကြတယ်ဟုတ်ပြီလားအဲ့ဒီမှာကိုသိန်းနာအစပြောတာဟိုတက်ငါတို့အဲ့ဒီတုံရောသူရောဒီဘက်ကထွက်လိုက်တယ်ဒီတရောလူတော်ရတယ်ကိုတောက်မေးတယ်အဲ့ဒီကျွန်တော်လည်းပါတယ်အဲ့ဒီအဲ့နောက်မှကိုတာသူရှိသွားတာကိုသိန်းနာအစပြောတာကိုတောက်အဲ့ဒီတော့ကိုသိန်းနာကျွန်တော်လည်းရှိတယ်ဗျာဟာငယ်ငယ်နဲ့ချထောက်ဒီဘက်အတက်ထောက်မယ်ကောင်းတော့ဒီဗီဒီယိုကြီးပါလာတော့လေကိုလူနဲ့ကိုအဆင်ပြေတာပေါ့ကိုသိနေတာတော့လူကြီးပဲလေသူကတော့လူကြီးဆန်တာပဲဒီကွာချာအဲ့ဒါမျိုးမဟုတ်သူကကောင်းတာပေါ့လှုပ်လိုက်ကြအောင်ဒရာမာမရှိဘူးဖြစ်တယ်ဒရာမာမရှိဘူးဆိုတော့တရက်အဲ့လိုတိုင်မင်းနဲ့ November 20ဘလောက်လဲမသိဘူးအဲ့မှာဟိုပိုးတာလေးရဲ့ညီမရှိတယ်ဖြိုးတည်တာတယောက်ရှိတယ်ဖြိုးတည်တာဟုတ်ဖြိုးတည်တာရဲ့မွေးနေ့အိမ်မှာမုံလောက်စားရတယ်ကျွေးကြစားကြတောက်ကြပေါ့အေဘရာလိုချန်နေမှာပေါ့ကိုသိန်းနာလိုချန်နေမှာအဲ့ဒီမှာဟိုဒရာမာမရှိဘူးအဲ့ဒါစပြောရင်းနဲ့ဟိုပီတာပါတင်ရပြောတယ်တဲ့သူတို့လိုပဲ
တီးနိုင်တဲ့လူတယောက်ရှိတယ်ကျွန်တော်လွတ်လိုက်ရမလားလို့မေးတယ်တဲ့အဲ့လိုသူကပြောတယ်လွတ်လိုက်ပေါ့လို့လွတ်လိုက်တော့ဘာလို့လဲလွတ်လိုက်ကိုလည်းခေါ်ရမှာပဲကိုရှာနေသူများရှာပေးတယ်နောက်ပြီးတော့ရှာတဲ့လူကလည်း Peter Party drama ဆိုတော့သူတို့ချင်းချင်းတော့သိပါဘောလို့ကောင်းတယ်မကောင်းကျွန်တော်တော့ကြိုက်တယ်ဗျာလို့နောက်အချင်းဗျာလို့မနေ့ပြန်ဆိုတပည့်ရတွေးဆုံကလာတော့သူကကိုဒီငယ်ကချိန်လာပြီးသားနောက်တရက်ပေါ့နောက်တရက်အဲ့ဒီရဲ့နောက်တရက်မှာကိုဒီငယ်ကချိန်လာပြီးတပည့်မဂ္ဂဇင်းမှာတွေ့ဆုံကဒီ LBJ အကြောင်း LBJ ကတော့နာမည်ရွေးလိုက်တာပေါ့နော်ကိုတို့နားလဲဟိုလုပ်ပြီးတော့တိုင်ပင်ပြီးတော့ရွေးလိုက်တာပေါ့အဲ့ဒီမှာခေါ်လိုက်ပြလို့မတူဓာတ်ပုံရိုက်ရမှာဓာတ်ပုံရိုက်လိုက်ရိုက်ရမှာနောက်မှကိစ္စနောက်မှရှင်းမယ်လောလောဆယ်ဓာတ်ပုံထဲမှာ drama မရှိဘူးလို့သွားရင်ဘုရားအပွဲမဟုတ်တော့ဖြစ်သွားပြီဟောအဲ့တော့မှခေါ်လိုက်ပြလို့ဒီပုဂ္ဂိုလ်နဲ့နောက်နေ့ကျတွေ့ပြီးတော့ဓာတ်ပုံတွေရိုက်ပြီးတော့ဘုံနေနဲ့ပါလာတာပေါ့အဲ့ဒီကနေစပြီးတော့အတီးဖြစ်သွားတာပေါ့ဇုံဝင်းရှိကိုပြီးတော့လည်းလွတ်လိုက်တာသူတို့လိုပဲတီးနိုင်တယ်ကောင်းတီးနိုင်တယ်လွတ်လိုက်တာအခုအဲ့နာမည်ရွေးတဲ့အကြောင်းကြီးနဲ့ပြောပြပါတော့။ကျွန်တော်ကြားဘူးလားအဲ့တုန်းကအခုပြီးတဲ့ဂျင်ဒီတို့ပေါ့ကျွန်တော်ဂျင်းပေါင်းမီဒီယာလည်းနာမည်ကြီးနေတာပေါ့။နောက်တစ်ခုကအခုကြားဘူးလား Wind Fire and Earth ဆိုတာဒီကျွန်တော်မဂ္ဂဇင်းတစ်ခုထဲမှာဖတ်ဘူးတော့ကိုဗစ်တာပြောတာလို့ကျွန်တော်ကြားဘူးလားအဲ့ and ဆိုတာတဲ့ကို love peace and joy ဆိုတာဟုတ်တယ်အဲ့တော့ကပြောတာပါသူတို့ရဲ့နာမည်PJ peace and joy ပါ PJ ဟိုပြောဟာအဲ့ကျမှဟိုစိတ်ကူးထဲမှာတခုပေါ်လာတယ်ဟာလဲစဉ်းစားတာမေ့တယ်ဒုက္ခfire and earth wind fire and earth နောက်တခုအဲ့ဒါမျိုးနာမည်သုံးလုံးနဲ့ရှိသေးတယ်အဲ့လိုနဲ့နာမည်ကသဘောတူကြတာပါအဲ့ဒီနေ့မှာပဲဖြိုးရဲ့မွေးနေ့မှာပဲသဘောတူပြီးနာမည်ကိုအဲ့လိုပဲအတီယူလိုက်တာဟော blood sweat and tears okay blood sweat and tears tears okay blood sweat and tears okay အဲ့ဒါကောင်းလေးသွားပြီးတော့စဉ်းစားလိုက်တယ်သုံးလုံးနာမည်သုံးလုံးဆိုမကြိုက်ဘူးလားကောင်းပါတယ်ပြောကြည့်ပါအောင်လည်းပါလဲဆို blood sweat and tears ဗျာလို့အဲ့ဒါပြောပါဘူးသူက love peace and joy ပေါ့ okay ပါပြီအဲ့လိုရေးလိုက်တယ်အခုအဲ့ logo လေးဘယ်လိုဆွဲပြီးလဲမှတ်မိလားကိုဘာလို့ဆိုအဲ့ mountain ကြီး interview မှာကိုတို့အဲ့ LPG ဆိုပြီးတော့ guitar ပုံလေးနဲ့အဲ့ဒါကိုသိတယ်လို့တာကိုသိတယ်ဆိုရကိုသိတယ်ပတိသူကရတယ်အဲ့လိုပတိဆန္ဒလေးတွေသူကဒီဇိုင်းလေးတွေသူကလုပ်တတ်တယ်ကိုသိတယ်သူအဲ့ဒါအဲ့ဒီဘက်မှာကောင်းတယ် LPG ကိုသူက guitar နဲ့တွဲလိုက်တာဟုတ်တယ်peace ကကြတော့ဟိုအရေးဂျိုးယူငယ်လေးနဲ့စပန်နယ်လေးကိုလေးနဲ့လုပ်တာဟိုအဲ့ပုံမှာပုံမောင်လက်ပါတယ်တော့ကျွန်တော်မှတ်မိတယ်အဲ့ဒီအဖွဲပုံမှာမောင်လက်ကဆက်စချင်းတော့သူမပါသေးဘူးဒါပေမဲ့တပွဲလောက်တီးပြီးတဲ့နောက်ပိုင်းသူပါလာမန်နေဂျာသဘောမျိုးပေါ့ဟုတ်တယ်အဲ့လိုပဲမန်နေဂျာလည်းမဟုတ်ဘူးတကယ်ချင်းပါပဲဒီတိုင်းတကယ်ချင်းလို့ပဲလိုက်လာတာပေါ့ဒါပေမဲ့ဟိုဒီဝိုင်းနဲ့ပတ်သက်တဲ့အကြံပေးတာပြုတာပြီးဘာမှမရှိပါဘူးမလုပ်ပါဘူးသူကလည်းမလုပ်ပါဘူးကို LPG ရဲ့ပထမတပွဲနှစ်ပွဲလောက်ကိုမှတ်မိလားပထမဆုံးပွဲမှတ်မိတယ်လေဟုတ်ကဲ့ပထမဆုံးပွဲ16လမ်းထိပ်မှာလို့တန်စီစောင်းနိုင်လားဒီကိုစီရပြနေလို့စောင်းနိုင်အခုနိုဝင်ဘာမလားကိုနိုဝင်ဘာပဲကျွန်တော်မှတ်မိတော့ဒီချမ်းမှတ်မိတာကခရစ်စတိုင်းတော့မဟုတ်ဘူးတီးတန်လောက်တာ
တော့လည်းမဟုတ်ဘူးကိုဘောနီကျွန်တော်ထင်တာတော့လေ तू ကစောင်းလို့ရင်ကျွန်တော်မှတ်မိတယ် ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် စောင်းလို့ဆိုတော့ तू က29ဒီဇင်ဘာဖြစ်မလား80ဇန်နဝါရီဖြစ်ပါမယ် ဟောအဲ့လိုတလားအတွင်းပေါ့တလား တလားပဲမယ်စောင်းနေတော့သိကြတယ်စောင်းနေတော့သိရတယ် ဒီဇင်ဘာတော့မဟုတ်ဘူးနဲ့နိုဝင်ဘာတော့အောက်နိုဝင်ဘာအဲ့လိုဖြစ်နေတယ်